ကဲအခုတစ်ခေါက်ကတော့ဘာကိုသမားလေးအတွက်ဖြစ်ပါရဲ့ရှင်ဆိုဘာကိုသမားလေးတွေအတွက်ဇူလိုင်လတလလုံးစာအတွက် general reading ပေါ့နော်အထွေထွေဘာကိုသမားလေးအတွက်အဲ့တော့ဘာကိုသမားလေးတွေရေအချစ်ရေမေတ္တာရေအကြီးကြီးပေါ်နေပါတယ်ခုနလပိုင်းမှာကိုချီရတဲ့သူခင်ရတဲ့သူချီရေမေတ္တာရေကံကောင်းနိုင်ပါတယ်ချီရေနဲ့ပတ်သက်ပြီးပေါ့နော်အဲ့တော့ချိုးသူတွေကကြတော့ကိုယ့်ရဲ့ relationship ကိုတိဆောက်ထားတဲ့ချီရေမေတ္တာရေတွေကကြီးဇူလိုင်လမှာကိုပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးဆေးဆေးလေး smoothလေးသွားနေရတဲ့သူလေးဖြစ်လိမ့်မယ်ချို့သူတက်ကလည်းချီရေးနဲ့ပတ်သက်ပြီးတော့မှချီစမ်းပွင့်တာပေါ့နော်စမ်းပွင့်နဲ့လာလည်းဖြစ်ပါလိမ့်မယ်ဘာကိုသမားလေးတွေတချို့ဘာကိုသမားလေးတွေကဒီ9လပိုင်းမှာအချီရေးနဲ့ပတ်သက်ပြီးပေါ့နော်စမ်းပွင့်လက်ပွင့်နေပါလိမ့်မယ်အဲ့တော့ချီရေးမှာဆိုရင်လည်းတချို့ relationship သမားတွေကအချစ်နဲ့အတူတစ်ချက်ဗာလေးသတိထားဖို့လိုအပ်လေဆိုတဲ့အခါကျတော့ဘေးနားမှာကိုဘေးနားမှာရှိတော့သူတွေရဲ့เนาะဒီဘယ်လိုပြောမလဲthink ကိုဘေးနားမှာတချို့ relationship တွေပေါ့နော်တချို့ relationship ရှိတဲ့သူတွေကကိုဘေးနားမှာရှိတဲ့သူတွေရဲ့တွေးထိုးစကားလေးနဲ့ပတ်သက်ပြီးတော့မှတတိကြီးကြီးလေးလည်းထပ်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာဗာလဲတွေ့ရလဲဆိုတဲ့အခါကျတော့ဒီဇူလိုင်လမှာဘာကိုသမားလေးတွေနဲ့ကိုလှုပ်ချင်တဲ့အရာလေးတွေเนาะကိုလှုပ်ချင်သောအရာကိုတိကျင်သောအရာလေးတွေကချင်းချင်းလင်းလင်းကွင်းလင်းလင်းမြင်ရတာမျိုးပေါ့နော်ဆိုတော့အဲ့ဟာလေးတွေကတွေ့လာပြီးသွားရင်ကိုfirst step အနေနဲ့အစာပြုတာမျိုးပေါ့နော် first step အနေနဲ့အစာပြုနိုင်တဲ့အခြေအနေမျိုးလေးရှိပါတယ်ဆိုတော့အခါကျတော့ဒီဇူလိုင်လထဲမှာကိုအကြီးကြီးမျှော်လင့်ထားတဲ့အရာတွေကိုရဲ့အလုပ်ကိုင်ပါလိမ့်မယ်ကိုရဲ့စသဖြင့်ပေါ့နော်ကိုမျှော်လင့်ထားတဲ့ရည်မှန်းထားတဲ့မျှော်လင့်ထားတဲ့ရည်မှန်းချက်တွေကတဲ့ဒီ9လပိုင်းလေးထဲမှာစပြီးတော့မိမိတို့တွေနဲ့အစာပြုလိုက်ပြီအဲ့တော့ဒီမှာဘာကိုသမားလေးအနေနဲ့ကကျတော့ဘာကိုတွေကအစာကလေးအတိုင်းတိတိကျကျတည်တည်ချာချာလုပ်တတ်တဲ့ဖြစ်တဲ့အတွက်ဒီမှာကိုအစပြုမဲ့အရာလေးတွေမှာလဲဆိုလဲကိုကတည်တည်ချာချာတိတိကျကျလေးလုပ်ဖို့လဲအားကောင်းနေပါတယ်ဒါပေမဲ့တစ်ချက်ပါလေးကိုအာရုံစိုက်ရအောင်လဲဆိုရခါကျရင်ကိုယ့်ရဲ့ mental activity ပေါ့နော်ကိုစဉ်းစားဆုံးဖြတ်လိုက်တဲ့ဟာကိုတွေးခေါ်လိုက်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီဟာတွေကိုကိုယ့်ရဲ့အတွေးထဲမှာပေါ်လာတဲ့အရာတွေကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့မြင်တဲ့အမြင်တွေကိုတွေ့ကြုံခဲ့ရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှကိုအုံနောက်ကလက်ခံတဲ့အရာကိုအတွေးရကိုပြောပေးတဲ့အရာကိုယုံကြည်ရာတစ်ခုကိုတေချာစုပ်ကန်ပြီးတော့မှမိမိတို့လောင်းထန်ကိုအတွက်မြင်ကျင်သောအရာမိမိတို့လောင်းထန်ကိုမှာကိုချမှတ်ထားတဲ့အရာကိုဒီ9လပိုင်းမှာအစာပြုပါလိမ့်မယ်ဒီ9လပိုင်းမှာတေချာအစာပြုရပါလိမ့်မယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့ခဏပြောဒီ9လပိုင်းမှာအစာပြုတဲ့အခါမှာတော့တင်ပြချက်ပြည့်ကြီးအစာပြုနိုင်ခြင်းမှာပြုနိုင်လိမ့်မယ်ပေါ့နော်တတိကျကိုနောက်တဲ့ချို့သူတွေတကစပြီးတော့ plan လေးချလိုက်တာမျိုးချို့သူတွေအတွက်ကကြောင့် idea ခိမောက်ထွက်လာတာမျိုးဒီ9လပိုင်းမှာချို့သူတွေအတွက်ကကြတော့စားတဲ့ first step လေးကို initiate လေးစပြီးတော့လုပ်ဖြစ်တာမျိုးပေါ့နော်ဆိုတော့အဲ့တော့မိမိတို့မျှော်မှန်းထားတဲ့အရာလို့ပြောရင်မိမိတို့ရဲ့ခဏမျိုးချို့သူတွေတက်ကအိမ်တောင်ရေးချို့သူတွေအတက်ကအချစ်ရေးချို့သူတွေအတက်ကကိုမျောလင့်ထားတဲ့အရာခဏပဲကိုရဲ့အပြောင်းလဲအပြောင်းရွှေ့စတင်ဖြစ်ပေါ်တော့အဲ့ဒီနဲ့ပတ်သက်ပြီးတော့မှကိုအနေနဲ့ဘာဖြစ်လာမလဲဆိုတဲ့အခါကျတော့ဒီလမှာစပြီးတော့မှကိုအစာပြုလို့ရနေပါပြီအဲ့ဒီအတွက်လဲတဲ့ဒီ9လပိုင်းကနေတဆင့်ကိုလောင်ထန်ကိုမှာမျောလင့်ထားတဲ့အရာကအရွေကတည်တည်ချာချာပေါ့နော် within ဒီနှစ်ထဲမှာပေါ့နော် within ဒီနှစ်ထဲမှာအရွေကမြင်ရမှာပါတဲ့ဆိုတော့ဘာကိုသမားလေးအတွက်ကဆိုတော့နောက်ဆုံးအနေနဲ့ကဘာကိုသမားလေးတွေကချီးမြစ်တာရေကန်ကောင်းမယ်စမ်းပွင့်မယ်လက်ပွင့်မယ်နော်ဒီလထဲမှာပြီးတော့ကိုမျောလင့်ထားတဲ့အရာတွေကိုသွားချင်တဲ့အရာတွေကိုလောင်ထန်ကိုအတွက်မျောထားတဲ့ပညာရေးပါမယ်နော်
ကိုယ့်ရဲ့ professional အလုပ်တွေပါမယ်ကိုပညာရေးဆိုတာ profession ကိုယ့်ရဲ့အလုပ်ကိုင်ပါမယ်ပြီးတော့ပြောင်းရွှေ့လို့မရတဲ့အရာအတီးတကြဖြစ်မဲ့အရာတချို့လူတွေလည်းကြတော့အိမ်ပြောင်းတာမြေနိုင်ငံပြောင်းတာချို့လူတော့အိုးအိမ်ပိုင်ရတာချို့လူကြောင့်ငွေရေးကြေးနဲ့ပတ်သက်တာတချို့သူတွေအတက်ကကြတော့တကယ်ကိုလုံးဝပျောက်ပြတ်မသွားမဲ့အရာပေါ့နော်အဲ့လိုမျိုးမှန်ထားတဲ့အရာတွေကဒီ9လပိုင်းမှာအစသေးချပြုတ်နိုင်ပြီးတော့မှပြုတ်ပြီးတော့အစသေးချပြုတ်နိုင်ပြီးတော့မှတကယ်လောင်ထန်းကိုထိမဲ့အရာတွေကဒီ9လပိုင်းမှာတေချာထိမိနေပြီးကြိုင်မိနေပါပြီတဲ့ဆိုတော့ဒါလေးတွေကတော့ဘာကိုသမားလေးတွေအတွက်9လပိုင်းမှာ9လပိုင်းအတွက် message ပေါ့နော်ဆိုတော့ collective message ဖြစ်ပါတယ်ရှင်